Okay, ဒါနောက်ဆုံးတစ်ခုပဲနေမှာကိုက Wednesday ဆို Tuesday ကိုပြန် Tuesday ကိုသွားမယ် Tuesday ကိုကျွန်တော်အကြီးပဲအဲ့လိုတစ်ခါရလို့ရှိရင်ဒီမှာတိုင်းတာအဲ့လိုနည်းနည်းလေးချက်ချင်းမလုပ်နဲ့နည်းနည်းစောင့်ကြည့်ကြမလားအချိန်နည်းနည်းငြိမ်နေပေါ့တိတ်ချလေးဟိုဘာလို့အရင်အရှုံးနေများမှဆိုတယ်မလားလုံးမီတော့မှလုံးတဲ့အကောင့် volume ကို short လိုက်ပေါ့တက်ကွိုင်လုံးနေကြတော့ half coin လောက်ပဲလုံးလို့အဲ့လိုပုံစံမျိုးလှုပ်ချင်ပြောတာပါဒါပေမဲ့စောင့်ကြည့်တာအကောင်းဆုံးပဲရဆိုလို့ချင်းတော့ဒီမှာmarket တဲ့ဝင်ဖို့ဒီနောက်တော့မှတာဆူနေမလားတာဆူနေဆိုတက်မှလားကြမှလားသူကဒီမှာကျုံမြင်းချောင်းအလေတက်မှလာပြန်နေအဲ့ဆိုလို့ချင်းတစ်ချက်တည်းထားပြရမှာပါတင်းတော့ကြီးဆိုပြီးတော့ပြန်ကြကွာဒီကာလာချေနားရောက်ပြီးတော့ဒီမှာကိုစာလဲလောက်ရမယ့်အချိန်မှာသူကလည်းအတက်ပြနေတင်းဆိုအဲ့ဆိုချင်းထင်အောင်ထင်မှာဖြစ်စရာဒီဘေးကလည်းအကြီးပဲပြနေဒီမှာဆိုဒါတက်နေပဲလို့ဖြစ်မှာတမအဲ့လိုထင်အောင်ထင်မှာဖြစ်စေတတ်တာပဲအဲ့လိုပဲပြောလို့ပဲကြီးကြီးရှောင်းတက်သွားမှာပါမရှောင်းတက်တော့လေဒီမှာအရှုံးမိရပါဒါပေမဲ့ပြောလို့ပဲတော့အမြဲတမ်းဒီဖြောင်းနေကြည့်ဒီဖြောင်းနေရထောင်းနေအင်းတော့ချစ်ဒါစောစောတော့လည်းပြခဲ့အေးဖြောင်းနေမယ်အဲ့လိုအင်းပြတက်မှုနဲ့မတက်တဲ့ဖြောင်းနေနဲ့တူတဲ့ဟာပေါ့ပြောမှဆိုဒီမှာထိုက်လေးညုံသွားပြီးတော့မတက်ကြားတယ်ဒိန်အခုဆိုချင်းဒီမှာလောက်ခဲ့ရင်ရှုံးမယ်မလောက်ခဲ့ရင်ဘာမှမဖြစ်စောင့်ကြည့်နေအောင်မယ်ဒိန်ကြားမလားပါလာမသိသေးဘူးအခုဒီမြင်းချောင်းတော့မှကစားနေတယ်တဲ့မှာဒိန်ဆိုအခုဒါဆိုလည်းဘာမှလုပ်လို့မရနေသေးဘူးစောင့်ကြည့်နေအောင်မယ်ဒိန်မြင်းချောင်းတော့မှပဲလာကစားနေဒိန်ကြားမလားဒိန်ဒါလည်းပြောလို့မရသေးပါဘူးဒါကြီးနေတယ်ဝုန်းကြောက်သွားပြီးတော့ပြန်တက်လာတယ်ကြီးရဖြစ်နေတယ်မလားဒါဆိုလည်းကဒီလိုစောင့်ကြည့်နေအောင်မှာဘာမှလုပ်စရာမရှိဘူးကျမဒိန်ကြာနေဒါဆိုလို့ချင်းဒီမှာချွန်ပြတယ်ဖြည်းဖြည်းချင်းရှင်းလာတယ်မလားရှင်းလာပြီးတော့ဒါဆိုချင်းဒီမှာဆိုလည်းအနီရောင်ကဒီတဲ့သေးနေဒီမှာအနီရောင်ကဒီရကြီးလာတယ်ဒီအနီရောင်ဖြည်းဖြည်းချင်းအားကောင်းလာဒီကောင်လည်းကြီးလာကြောဒါကြားတော့မှာပဲသူပထမသင်္ကေတဆက်ဆောင်နေဒိန်ဒီမှာဒိန်အနီရောင်ဒုတိယသင်္ကေတအမှကိုကဝင်ပြီစိန်တော့အမှဝင်အဲ့လိုဒီဖြောင်းတိုင်းမှာကိုကဝင်ပြီဆိုလို့ချင်းဒီမှာအဲ့လိုထုံးတယ်မနော်ဝင်ပြီဆိုလို့ချင်းကိုရဲ့ရှုံးတစ်ခါတတ်မှတ်ထားပြီးတာဒီလောက်ပဲဒီတဲ့အပေါ်ဆက်တန်းရှုံးခံပြီးထွက်မယ်အဲ့လိုတစ်ခါတတ်မှတ်ထားတယ်မလားအဲ့ဆိုချင်းဒီမှာပြန်ထွက်သေးလားမထွက်သေးဘူးနော်ဒီမှာအစိမ်းရောင်အာမကောင်းလို့မထွက်သေးဘူးတိုင်အထွက်ကိုပြောပြအဝင်အားလေးမှဝင်ပြီနော်အနီရောင်နဲ့ဝင်ပြီအဲ့တော့ဒီမှာမထွက်သေးဘူးတိုင်တစ်ခါတကင်းပြန်ကြတိုင်ဘယ်ချိန်မှထွက်ပြလဲကြည့်အဲ့ပြောလို့ပဲအခုအထွက်ကိုသိချင်ပြောသေးအဝင်ကိုပဲပြောနေတော့တိုင်ဒီမှာတစ်ချက်ဒီမှာလို့ချင်းရပထမတစ်ခါပဲရှိသေးတယ်ဆိုမထွက်ပြသေးဘူးမှာတိုင်ဒီလောက်မှထွက်ပြပါဒီလောက်မှထွက်ပြမှာပါတကယ်အဲ့ဆိုချင်းဒီလောက်နဲ့ဒီလောက်အမြတ်ရလို့ပုံစံမျိုးရှင်းပြောပြတာရှင်းမယ်လို့တော့ထင်တာပဲလေဘာမှမကြည့်စရာမရှိပဲနော်စိန်လုံးဒီမင်းချောင်းတစ်ချောင်းလေးပဲရှိရပြနေတာအေးမင်းချောင်းတစ်ချောင်းပဲကွာအားပြုပြီးတော့ကြည်နေပဲသူရဲ့အပေါ်ဆိုရင်တက်ကြည့်တယ်အောက်ဆိုရင်အောက်ကြမှာကြည့်တယ်အခုဒါအလေတဲ့ရောက်နေတော့ဘယ်ဖက်အားပြင်းနေတယ်သူဒီကအားပြင်းတဲ့ဟာလိမ့်ချနေရပဲနောက်ဆုံးတော့အဲ့ဒါပါပဲအခုအင်္ဂါနေ့ဆိုတော့တနင်္လာနေ့ကြည့်ပြီးမရှိတော့ free ရအဲ့ဒါပဲတနင်္လာနေ့ဆိုလည်းအကြီးတစ်ချက်ပြတ်သွားတယ်တူပဲတနင်္လာနေ့ဒီနာမှာကိုက ready ဖြစ်နေစောင့်နေပြီကြီးသေးလေးဖြစ်နေဘာမှလည်းလို့မရသေးဘူးကြီးနေတော့တိုင်းကြီးထားတာကြားတော့မှလားပထမသင်္ကေတကြားတော့မှလားဆိုကွာလိတ်ကြည့်နေနော်ဒီမှာဘာမှလိတ်စရာမရှိဘူးဒီမှာဆိုလည်းဘယ်လိုပြောမအောင်အဲ့လိုကြီးတိတောင်မကြည့်သေးဘူးတဲ့မလားအနီအောင်အဲ့လိုစောင့်ကြည့်ပြန်တက်အမှကြီးတိုင်းလို့ကြားနေဒီဟာဆိုလို့ရှင်းဆိုဘလို့ပဲဒီတင်ဂီတာရဆိုတာကြားမယ်အလားလားများနေတဲ့တင်ဂီတာပါဒီမှာဝင်ဖြစ်လားဒါမှမဟုတ်တစ်ခါထပ်ပြီးစောင့်ကြည့်ရအောက်ကျလာတယ်ဒီမှာပုံမှန်အားဖြင့်ဆိုဒီမှာအစိမ်းရောင်လေးဖြစ်ပြီးတော့ပြန်နည်းနည်းလေးတက်ပြီးပြန်ကျလေးရှိရအခုကဒီမှာအလိုတော်မတက်တော့ဘဲနဲ့တစ်ခါတည်းကိုထပ်ကျနေတော့အချိန်ပဲကောင်းနေလို့လားဒီမှာဒါကြီးကလည်းအရင်ကြီးနေလို့တက်မလားစောတော့ကြီးရတယ်လို့အားရပါရကြီးလေတက်မလားဒီဟာကြီးရနည်းနည်းတော်သေးလို့ပြောအောင်ပြီးတော့ဒီမှာလည်းပြတယ်ဒီမှာလည်းပြနေဆိုတော့
တကယ်ရို့ဆင်းနေရလားအင်းမဟုတ်ပဲနဲ့အဲ့လိုမျိုးကြီးလိတ်စဉ်းစားရတယ်မှာဒီမှာဆိုချင်းတို့အစိမ်းနဲ့ပြပြီးဒိန်လို့ပြန်ကြမယ်အစိမ်းတော့မပြနိုင်ဘူးဒိန်တစ်ခါလေးပြန်ကြဒီမှာဝင်မလားဒီနေမှာဝင်ဒီဖြောင်းတိုင်းမှာဝင်ဒီနေရာမှာဝင်အေး၃ခုတည်းတစ်ခုပဲဝင်တင်တယ်ဒါမှမဟုတ်လုံးဝယူမျက်စိထဲမှာမမြင်နေဘူးရှင်းနေဘာလို့အစိမ်းရောင်တစ်ခုမှမပေါ်နေဘူးလေဒီနားလေးမှာအစိမ်းရောင်တည်းလေးပေါ်ပြီးဒိန်းဆိုအနီရောင်ဆိုရင်တော့ဟာဝင်ရမယ်ဆိုချက်ချင်းသိနေတယ်မှာဒီမှာအစိမ်းရောင်လုံးဝမရှိနေဘူးအနီရောင်ကြီးကြီးဆိုဘယ်တစ်ခုတောင်ချိုးလို့တတ်မှတ်လို့တတ်မှတ်ရမယ်မသိဘူးဖြတ်အဲဆိုစောင်းရင်နဲ့အဆောင်လုံးဟာဖြစ်သွားမှာပဲတက်မလားအဲဆိုဘာမှမလုပ်လိုက်ရဒီနားလောက်မှဝင်ပြီးမှာပေါ့ဘာလို့ဒီမှာဆိုတာကြည့်လို့အနီရောင်ရပါဖြစ်နေလေဒီဟာဆိုဝေးနေပြောလို့ပဲဒီနမလာဝင်မယ်ဆိုလို့ရှိရင်ဆိုဒီမြင်းချောင်းနဲ့မနေဝေးနေအဲဆိုတိတ်ပြီးတော့ကြာတော့မှမဟုတ်ဆိုတာသိနေတခါကျမကြဘဲနဲ့တော့ပြန်တက်သွားလိုက်တယ်အဲဆိုပြောမလို့ဒီနေရာမဝင်တင်တော့ပြောလို့ပဲဒီဟာကိုရှာတန်းမရှာတန်းမဝင်ဖြစ်လဲဒီနေရာဘာမှလုပ်ဖြစ်မှာမဟုတ်ဝင်ဖြစ်ရင်တော့ရှယ်ပေါ့ကြာသွားဒီမှာသူအစိမ်းရောင်တော့မပြောင်းထွက်ဖို့ဒီမှာသေးနေဒီမှာတစ်ခါဆိုနေသူဆက်ဆောင်အောင်မရှိတယ်တစ်ခါပဲရှိသေးတော့ဒီမှာတစ်ခါနှစ်ခါဒီလောက်မှထွက်မှာတကယ်လို့ဟိုပြလို့ရှိရင်ကျွမ်းလာလို့ရှိရင်တီးရမှာဒီလောက်မှထွက်မှာတယ်ဒီလောက်မှဝင်ဒီလောက်မှထွက်တော့နေတော့မဟုတ်ဒါအလကားဒါဒီပဲရှိရမှာဆက်ကြည့်လို့မရတော့ဆက်ကြည့်ကိုပတ်စံတောင်းရတယ်မှာမရတော့အဲဆိုပြန်ပြီးတော့ချင်းဟိုဖြစ်နေတော့ဒါပဲပြောဖို့ရှိရပဲမြင်းကြောင်အပေါ်ဖက်ဆိုရင်တက်တယ်အောက်ဆိုရင်ကြားတယ်အားပြင်းတဲ့အောင်လိတ်ရှာတယ်ဈေးနှုန်းတက်တယ်ဆိုရင် market တော့ဝင်ဘိုင်းဆိုပြီးတော့ market တော့ဝင်တယ်ကိုရချင်ရင် market order ပိတ် close ဆိုပြီးထွက်တယ်ပြီးတော့လောက်ရတာပြောလို့ပဲဒီမှာဝင်နေဆိုရင်သူ့ရဲ့ stop loss ကိုဒီလောက်မှထားတယ်အဲ့လိုပုံစံမျိုးတစ်ခါတတ်မှတ်ထားတဲ့ပုံစံမျိုးအဲ့ဒါပါပဲအဲ့ဒါကိုအရင်ဆုံးနားလဲအောင်ကြည့်ပြီးကြမှာဟိုတကယ်လောက်တယ်တကယ်မဟုတ်ပါအစမ်းအကောင့်အနေနဲ့ဖွင့်ပြီးလုပ်လို့ရပါတယ်အဲ့ဒီဟာဒါမဲ့လို့ဒါပထမအဆုံးဆင့်အနေနဲ့ဒီ app ကို download ဆွဲပြီးတော့ဒီဟာလေးကိုလိတ်ကြည့်အောင်ပါပဲဒါကြည့်ရင်းနှီးတာဥမာတစ်ပတ်နှစ်ပတ်လောက်ကြည့်ပါချင်းလှုပ်ချင်လာပြီဆိုအခါကျမှအစမ်းအကောင့်ဖွင့်ပြီးတော့လုပ်လို့ရတယ်ကဲပုံမြင်နေရတော့ဒါပါပဲပိတ်တော့